ကျန်းစာတဲ့မှာအပေးအများဆုံးသူတယောက်ကိုမှတ်တမ်းတင်ထားတယ်ဘာလို့လဲမဟုတ်ဆိုးမတယောက်ဒါဆို तू ကသိန်းပေါင်း2000လားမဟုတ်ဘူးတော့ तू ကတော့အဲ့ဒီကြေးပြားလေးပါကြေးပြားလေး2ပြားလောက်ပါဒါပေမဲ့ကြေးပြားလေး2ပြားကသူ့မှာသူရှိတာအကုန်ပေးလိုက်တာ तू ဒါဆိုရင်ကျွန်တော်တို့ပေးတဲ့အခါမှာအမောင်းကအရေးကြီးတာလားမဟုတ်ဘူးနော်အမောင်းကအရေးမကြီးဘူးဆိုမဲ့လို့လေသူ့မှာရှိတာကိုတော့အကုန်ပေးလိုက်တာဗျအဲ့ဒါဘသူ့ရဲ့နှလုံးသားလဲဖခင်ရဲ့နှလုံးသားဒါဖခင်နှလုံးသားပဲသားတော်ကိုပဲမနှမျောပဲစွန့်တော်မတော်သူသည်တဲ့သားတော်နဲ့တကွာခတ်သိမ်းတော့ရငါတို့ကမပေးပဲဘယ်လိုနေမှာလဲတဲ့ဆိုတော့ဒီနေ့ကျွန်တော်ပြန်ပြီးတော့မှရှင်းချင်းအောင်စေတနာစိတ်နဲ့လုပ်အောင်မျော်လင့်စိတ်ရလိုမှုတွေနဲ့နော်မျော်လင့်ပြီးတော့မလုပ်ပါနဲ့ချစ်ချင်းမြတ်တာတကယ်တနာခြင်းဂရုဏာစိတ်နဲ့လုပ်ပါကျွန်တော်တို့ယူတာထက်ဘာဖြစ်လဲပေးတာကပိုကောင်းတယ်ဆိုတာခရစ်တော်ရဲ့တရားပါအဲ့ဒါတွေကိုကျွန်တော်တို့ဒီနေ့ကျွန်တော်အသက်တာထဲမှာတကယ်လိုက်လျှောက်ပြီးတော့မှကျင့်သုံးအောင်အဲ့ဒီလိုပေးနေတဲ့အရာဟာတန်ရှင်သောဝိညာဉ်တော်အသီးရဲ့လက္ခဏာတစ်ခုဖြစ်တယ်ဆိုတာကိုတော့ပြောချင်ပါတယ်